ချက်ပုံလေးတော်လာတယ်လက်ပြတ်ပုံစံလေးကိုလေဒီနားလေးက zig ကိုမှလေ pink ကို zig လေးနဲ့ဒီ zig လေးကဒီလိုခွဲပြီးတော့ဝင်လဲလာတယ်ကလေးကြည့်ကြည့်လေးဟိုငယ်ဆန်ဆန်လေးပေါ့နော်ဒီလို style လေးနဲ့လာဒီ style ဒီ design လေးအရန်လာတယ်ချုပ်ပုံလေးရောအစင်လေးရောပေါ့နော်တိတ်ချစ်စရာကောင်းတယ်သူကဒီ video file ထဲမှာလေဒီအစင်လေးကိုဒီလိုလူငယ်ဆန်ဆန်လေးပေါ့နော်လူငယ်ဆန်ဆန်လေးအရန်လာတယ်ရှေ့မှာသူကဝတ်ပြသွားတယ်ရွှေမုံချိတ်ရဲ့အယောင်လေးနဲ့ဆင်နေပါတော့အတော်လေးလာတယ်ဒီဟာလေးကကြတော့သူကကာလာအခန့်လေးကကြံရည်စိမ်းရောင်လေးကိုမှလေလွင်လေးပေါ့နော်အောက်ခံကာလာလေးကစင်တူလေးနီးပါးတူပြီးတော့လေအဖောက်ပန်းလေးကွဲနေတဲ့အယောင်လေးပြပြီးမှဖြစ်ပါတယ်အတော်လာတယ်နော်ဒီနောက်အုပ်စုတော့အရန်ချစ်စရာကောင်းတယ်ဒီဝတ်စုပ်လေးကသူကရှေ့မှာလေးငပိရောင်လေးလည်းဝတ်ပြခဲ့ပြီးအရန်လူကြိုက်ကြတယ်ပေါ့နော်ဒီဒီဇိုင်းလေးဒါလေးကကြတော့ကြံရည်စိမ်းကိုအလွန်လေးပေါ့နော်ပရီမီယံ9ပုံ9ကိုက်လောက်ရှိမယ်အတော်လေးကြရဲဈေးနှုန်းလေးကလည်း9သိန်း3000လေးနဲ့ရရှိသွားမယ်ပရီမီယံအုပ်လေးဖြစ်ပါတယ်ဒါလေးတွေကလေသူတို့ခိုက်ရတာအရန်ကြတယ်နော်လက်ရအရန်ဝင်နေပိုးအုပ်လေးတွေပါပြီးတော့ပစ္စည်းရှားတယ်သူတို့ဒီလိုမျိုးပစ္စည်းတွေအများစုပေးနိုင်တာဆိုတာလေအရန်ရင်းနှီးထားရတယ်ပေါ့နော်အရင်းနှီးများတယ်ကလေးတို့တယ်ယူစိတ်လည်းများတယ်ပေါ့နော်အရင်းနှီးများတယ်တယ်ယူစိတ်လည်းများတယ်လေရင်စိတ်တွေပေါ့နော်အရန်များတယ်ကလေးတွေပြီးတော့ဒီမှာဒါလေးကကြတော့အောက်ခံကာလာလေးကကျတော့ကြံရည်စိမ်းကိုပဲအဖောက်လေးတွေကလေအတော်မိုက်တယ်အညိုလေးတွေတုံထားတာတွေ့ရတယ်ဒီလိုကချင်ရိုးရာတဲ့လေးတွေစစ်လေးကိုမှဝယ်ယူအားပေးချင်တယ်ဆိုရင်ကတော့မနောအေယာမှာဒါကြွလန်းခဲ့ပြီးပါအရန်လာတဲ့လက်ရအသား quality တဲ့လေးတွေကိုဝစ်စင်ရမှာဖြစ်ပါတယ်သူတို့ကလေဒီကချင်နယ်ကလေအရန်ရင်းနှီးထားရတာပေါ့နော်ဒီလိုဒီဇိုင်းတစ်ခုခတ်ပြီးဆိုရင်ကအရင်ကြီးအများကြီးထည့်ပြီးတော့ခိုက်ရတာပေါ့နော်အကြိုင်းနေမှာပစ္စည်းအများကြီးစုရပြီးဟေ့ဆိုမှချပြတာပေါ့နော်ဒီဇိုင်းရဲ့တဘောတဘာဝကတော့အများအား limited လေးတွေထုတ်နေရဆိုတော့တကယ်အများအားလည်းစမ်းတစ်ပေးနေရပါတော့မနောရရဲ့ဆွေမျိုးတွေအတွက်နော်အရန်လည်းအတစ်အစမ်းတွေပဲအမြဲတမ်းပဲပြပေးချင်တာသူစားရဲ့စေတနာလေးပါအဲ့ဒီအတွက်အပေးရမှာတော့ကလေးတွေတာဝန်ပေါ့နော်ဒီအရာလေးအရန်လာတယ်သူကလေကြံရီဝါလေးဒါလေးကအဖြော့လေးအရန်လာတယ်အောက်ခံလေးလည်းဖြော့မယ်အပွင့်လေးလည်းဖြော့မယ်စင်တူလေးနောက်အုပ်ပါကဲဒါလေးကမေမေဝတ်လိုက်မေနဲ့သမီးစင်တူလေးဝတ်လိုက်ပါနော်โอเคဒါလေးအရန်လာတယ်ကြိုက်တယ်ဆိုရင်ကတော့9သိန်း3000ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်စင်တူလေး2ယောက်ပါရှစ်